အမြောက်တန်နှစ်ချက်နဲ့တူမြောက်လန်နန်သားတွေရဲ့စိန်ချင်းဘက်ကွင်းကြီးတွေကကမ်းဖတ်နိုင်ပွဲဖုတ်ဘောသီယိုရီမှာကြိုးဆိုပါရယ်ဘောလုံးပွဲတွေစိတ်ဝင်စားလို့ကစားကြည့်ရင် Viber နံပါတ်39 449 852 626မှာဆက်သွယ်စားနိုင်ပါပြီမြောက်လန်နန်သားစီမြိုင်တို့အတွက်ကတော့ငှက်ကြားတွေရဲ့ရက်ဝန်းမှာဂျုံမင်းနဲ့နိုင်ပွဲတစ်ပွဲကိုပိုင်ဆိုင်သွားခဲ့ကြပါတယ်အဝေးကွင်းမှာနိုင်3မှတ်အတွက်နောက်ဆုံးချိန်ထိရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့သူတို့ရဲ့ရုန်းကန်မှုကထိုင်းတန်တန်နဲ့အနိုင်3မှတ်ကိုရယူသွားခဲ့ကြတာဖြစ်တဲ့အတွက်အာရီတာနဲ့မြောက်လန်နန်သားတွေအတွက်ကတော့ကြိုးစားမှုနဲ့ထိုက်တန်နဲ့နိုင်ပွဲကိုရယူသွားနိုင်ခဲ့ကြတာပါကန်နာတွေကတော့ငါတို့ကချန်ပီယံလောင်းနေဆွဲကြွေးကြော်မှုတစ်ခုကိုစိန်ကျိဘက်ကွေးထဲမှာပြုလုပ်သွားခဲ့ကြပြီးဒီအသီမှာတော့အရင်လိုဒုတိယနဲ့ဂျင်းနဲ့နေတော့မှမဟုတ်ဘူးဆိုတော့ပြသသွားခဲ့ကြတာပါကန်နာတွေအနေနဲ့ငှက်ကြားတွေခုထပ်ပို့ပြီးတော့ဂိုးပြအနိုင်ရခဲ့တဲ့သူတို့ခုလောက်ထိလည်းရုန်းကန်စရာမလိုဘဲနဲ့အနိုင်3မှတ်ကိုရရှိတင်တာဖြစ်ပေမဲ့ဒါပေမဲ့သူရဲ့ဗတ်လိုက်မှုတပတ်သက်ဆုံးဖြတ်မှုတွေကနောက်ဆုံးချိန်ထိရုန်းကန်သွားခဲ့ကြပြီးတော့အာစတင်ဆိုတာချန်ပီယံလောင်းနေဖြစ်တဲ့ဆိုတဲ့အကြောင်းကိုပြသသွားခဲ့ကြတာဖြစ်ပါတယ်ကန်နာတွေသူရဲ့ကောင်းဖြစ်သွားခဲ့သူကနိုင်ကိုရှင်ဂါဘရီယယ်လို့ဆိုရမှာဖြစ်ပြီးတစ်ဖက်တစ်ကိုးစီနဲ့ပွဲပြီးဖို့နီးကပ်နေတဲ့အချိန်မှာရေးပါတဲ့နိုင်ကိုခေါင်းတိုက်ကသွင်းပေးခဲ့ရပါငှက်ကြားအတွက်အဖွင့်ကို34မိနစ်မှာဖြတ်တင်ဘောကနေတစ်ရှစ်တိုင်းစီမှုတဲ့ဝေါ်ဒမိတ်ကခေါင်းတိုက်ပြီးတော့သွင်းပေးသွားခဲ့ပါတယ်အာဆယ်အတွက်ခြေပါကိုတော့84မိနစ်မှာဒက်ကလရိုက်စ်ဖြတ်တင်ဘောကနေမီဂီမယ်ရီနိုကခေါင်းတိုက်ပြီးတော့သွင်းပေးခဲ့ပြီးအနိုင်ကိုတော့နာစီချေဖို့96မိနစ်မှာကန်နော်ရီရဲ့ထုံးစံတိုင်းတောင်းကန်မော်ဒဆင်ဂါဘရီယယ်ခေါင်းတိုက်ရပြီးတော့စိန်နေဘက်မှာနိုင်3မှတ်သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်